Hello everyone, welcome back to my channel. Today I'd like to share with you easy English words you must know. အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တင်တိကိုသိထားရမယ့်အခြေခံအင်္ဂလိပ်စကားလုံးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ် Number 1 WhatsApp What is app ဘာဖြစ်လို့လဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီစကားလုံးလေးကတော့ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတယောက်ကကိုယ့်ရှေ့မှာဒုက္ခတွေ့နေတာဖြစ်ဖြစ်သူမျက်နှာမတာမယာဖြစ်နေတာဖြစ်ဖြစ်ကိုကမေးလို့ရတယ် WhatsApp ဘာဖြစ်တာလဲ For example Hey John, what's up? ကျွန်းရေးဘာဖြစ်လို့လဲ Number 2, no problem. ပြဿနာမရှိပါဘူးဒီစကားလုံးလေးကတော့ကိုကတရားရောက်ကိုကူညီလိုက်တယ်ကူညီလို့သူကကိုကိုကျေးဇူးတင်တယ် For example, Thanks for your help. မင်းရဲ့ကူညီတဲ့ကျေးဇူးတင်ပါတယ်လို့ပြောလာလို့ရှိရင်ကိုကပြန်ပြောလို့ရတယ် No problem. ပြဿနာမရှိပါဘူးရပါတယ်ပေါ့ Number 3, I'm on my way. I am on my way. လာနေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုကိုတရားရောက်ကစောင့်နေတဲ့အခါမျိုးတွေမှာတုံးလို့ရပါတယ် For example Please wait a moment I'm on my way ခဏလောက်စောင့်ပေးပါငါလာနေပြီ Number 4 Give me a second ခဏလောက်စောင့်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တရားရောက်ကကိုကိုစောင့်နေတာပဲဖြစ်ဖြစ်ချင်းဆိုထားတာကိုကနည်းနည်းလောက်နောက်ကျနေလို့သူ့ကိုစောင့်ခိုင်းနေတာပဲဖြစ်ဖြစ်တုံးလို့ရပါတယ် Give me a second For example Give me a second I'm on my wayစောင့်ပေးပါဦးငါလာနေပြီ Number 5 I got it နားလည်ပါပြီ I got it အဲ့ဒီတက်ပို့ပြီးတော့အစစ်မြင့်မြင့်သုံးနေတယ်ဆိုရင် I got it ဆိုတာကိုသုံးလို့ရတယ်ငါနားလည်ပါပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် For example Oh I got it now Oh ငါအခုနားလည်သွားပါပြီ Number 6 That makes sense အဓိပ္ပာယ်ရှိတယ် That makes sense ဒီစကားလုံးလေးကိုတော့တခြားသူတယောက်ကပြောလိုက်တဲ့စကားလုံးကိုကိုကထောက်ခံနေတဲ့အခါဒီမှာသုံးတယ်For example, that idea not bad. That makes sense. အဲ့ဒီ idea လေးကမဆိုးအဓိပ္ပာယ်ရှိတယ် Number 7 I'm not sure. I am not sure. ငါမသိကြဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီစကားလုံးလေးကိုတော့ကိုကအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကသိချမသိဘူးမသိကြဘူးဆိုတာပြောချင်တဲ့အခါမှာသုံးလို့ရပါတယ် For example, I'm not sure about that. အဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါမသိကြဘူးငါသိချမသိဘူးပေါ့နော် Number 8 It dependsအဲ့ဒါကမူတည်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီဟာကတော့တယောက်ကကိုယ့်ကိုမေးခွန်းတစ်ခုမေးလိုက်တယ်မင်းလာမလားဆိုလို့ရှိရင် It depends on the weather အဲ့ဒါကရာသီဥတုပေါ်မှာမူတည်ပါတယ်ဆိုတာမျိုးပေါ့ For example Will you come မင်းလာမလား It depends on the weather အဲ့ဒါကရာသီဥတုပေါ်မှာမူတည်ပါတယ်ဆိုတာမျိုးပေါ့နော်Number 9 Let's go သွားကြစို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Let's go ကိုသလုံးချင်းစီခွဲခြားလိုက်မယ်ဆိုရင် Let us go ဆိုတာနဲ့အတူတူပဲဖြစ်ပါတယ် Let's go တရားကတော့တရားရောက်ကိုအပေါ်ညှိကျင်တဲ့အခါဒီမှာသုံးတယ်ပေါ့နော် Are you ready? Let's go မင်းစနေမဲလားသွားကြစို့ Okay the last one Number 10 I will call you later I will call you later နောက်မှပြန်ခေါ်မယ်ဟုတ်ပြီဒီစကားလုံးလေးကတော့ကိုကအလုပ်ရှုပ်နေတဲ့အချိန်မှာကိုစီကိုဖုန်းဝင်လာတာဖြစ်ဖြစ်ကိုကပြန်ပြီးတော့တုံ့ပြန်လို့ရတယ်ငါအလုပ်ရှုပ်နေတယ်နောက်မှပြန်ခေါ်မယ် For example I'm busy now I'll call you later ငါအခုအလုပ်ရှုပ်နေတယ်နောက်မှပြန်ပြီးတော့ဆက်တွေ့လိုက်ပါမယ်နောက်မှပြန်ပြီးတော့ခေါ်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Okay awesome practice these sentences with example every day ဒီစကားလုံးတွေကိုဥပမာစာကြောင်းနေနဲ့အတူနေတိုင်းလေ့ကျင့်ပေးပါဒါဆိုရင်တင်းရဲ့ English skill ကတိတိကျကျတိုးတက်လာပါလိမ့်မယ် Okay see you later